အားလုံးပဲမင်္ဂလာပါအမဒီဗီဒီယိုလေးမှာအမ 3D လေး sketch သုံးပြီးတော့ 3D လေးဆွဲပြထားတဲ့ဗီဒီယိုလေးကိုတင်ပြပေးရဖြစ်ပါတယ်ပထမဆုံးအမကဘောနော် 2D ဆွဲပြီးသွားပြီဆိုရင် client ကို3D ဆွဲပြီး 3D ဆွဲမယ်ဆွဲပြီးတော့အမနောက်ဆုံး runner ပုံကိုပို့ပေးမယ်ပေါ့ runner ကိုအခုနောက်ဆုံးပေါ်တဲ့အမတို့ AI software တွေသုံးပြီးတော့ runner ပုံကိုအမတို့အရင်တစ်ခုကိုထုတ်မယ်ထုတ်ပြီးတော့အဲ့ဒါကိုပြန်ပြီး edit လုပ်ခိုင်းပြီးတော့ပို့လဲရတယ်ပေါ့နော်ဒါပထမဆုံးတော့အမတို့ကAI ကိုအသုံးချပြီးတော့အကုန်ဆွဲလို့တော့မရဘူးကိုယ့်အကိုလည်းကျွမ်းကျင်ရတယ်ပေါ့နော်okay so အမပထမဆုံးဒီမှာပထမဆုံးcolumn ဆွဲမယ် column ဆွဲပြီးသွားပြီဆိုရင်အမ column တွေအကုန်လုံး copy ကူးပြီးတော့ဟိုဘက်ဒီဘက်အမကသူက dimension တူပဲဆိုတော့အမက copy ကူးမယ်သူက copy ကူးရဆိုရင်အမအပေါ်မှာ move ဆိုတဲ့ M ကို click ချပြီးတော့control ကိုဖိပြီးတော့ copy ကူးလို့ရတယ်ဒီဟာကနေရန်လေးတွေဆွဲမယ်နေရန်ကိုဆွဲပြီးဆိုရင်IEC rectangle ပုံနဲ့ R ကို click ချပြီးတော့အမတို့က double click ချမယ် reverse လုပ်မယ် make group လုပ်မယ်ပေါ့နော်ကိုကအခြေခံတက်ထားလဲဆိုရင်တော့ပိုကောင်းတာပေါ့နော်အဲဆိုရင်အဲ့လိုလုပ်ပြီးတော့အမဒီကနေရန်12ပေဆိုတော့အကုန်လုံးပတ်လဲနေရန်တွေကိုအမ12ပေလိုက်ပြီးတော့ဆွဲမယ်သူကလေ sketch ကလေ AutoCAD တော့မတူဘူးပေါ့နော်ဒါပေမဲ့အမထင်တာကတော့လေ sketch ကပို့ပြီးတော့လွယ်တယ် AutoCAD ထက်လေသူကအများကြီးမက်ဆရာမလို့ AutoCAD မှာအမတို့စဆွဲပြီးဆိုရင်ဒီဟာlayer ခေါ်မယ်အမတို့ new layer ပေးမယ်သွားမယ် line type scale ပြောင်းမယ်အဲ့လိုပေါ့နော်ဒါပေမဲ့ sketch ကတော့အမတို့ဘောနော်အသုံးပြုတာကြာပြီအမဆိုရင်နေရာလေး1 decade 10နှစ်လောက်မကတော့ဘူး sketch ကလေဒါပေမဲ့အခုကတော့ sketch နဲ့မပြီးအဲ့တုန်းကပထမဆုံးအမတို့စပြီး AutoCAD ဆွဲတော့အမတို့ 3D မှာဆွဲရတယ် 3D မှာဆွဲရင်ပို့ပြီးတော့အမတို့လာတာကောင်းတယ်အဲ့ခက်တော့လေဒါပေမဲ့နောက်ပိုင်းက sketch ပေါ်လာတော့ sketch ကပို့လို့လေးလာပါအောင်ဆိုဒီကပို့လွယ်ကိုတော့လေ 3D မှာကိုမဆွဲတော့ဘူးမဆွဲတော့အဲ့ဒါမိသွားတယ်သိလားဒီ software တွေကအမတို့မဆွဲတာကြာရင်ပို့မိသွားတယ် software တစ်ခုကျွမ်းကျင်ဖို့တစ်နိုင်ပေါင်း1000လို့ရတယ်သိလားအားကြောင့်အမတို့ practice make perfect ပုံစံအမတို့လေ့ကျင့်ရတယ်ပေါ့ okay အမokay နေရနေဆွဲပြီးသွားရင်ဆိုရင်အမဒီအတွင်းနေရနေပြန်ဆွဲတယ်အတွင်းနေရနေအကုန်လုံးကိုပြန်ဆွဲမယ် okay အတွင်းနေရအမကဘေးနေရ6ရိုးဆိုတော့အမ6လက်မအတွင်းနေရကအမ6လက်မပြောပြီးတော့ဆွဲလိုက်တယ် okay ဒီကဆွဲပြီးသွားပြီဆိုရင်အမဒါက ground floor first floor second floor မှာသူက height ကမတူတော့ဘူး ground floor မှာ12ပေဆိုတော့ first floor second မှာ17ပေ10ပေဆိုတော့အမ copy သွားကူးလို့တော့မရဘူး copy ကူးတော့အမပြန်ပြီးတော့1တပေလောက်ကိုပြန်ချလိုက်ရတာ double click ပြီးတော့ click လုပ်ပြီးတော့ဗောနော်ဒီကအမဗရင်းပေါက်ဖောက်ဖို့အတွက်ကိုအမကဒီ measurement tab measurement ဆိုတာရှိတယ် sketch မှာလေအဲ့ဒါကိုယူပြီးတော့အမကအောက်ကနဲ့3ပေအောက်ကမှာဗရင်းပေါက်ရှိတယ်ဗရင်းပေါက်က5ပေ6ပေဆိုတော့အဲ့ဒါကိုအမကM and R နဲ့အမ control ဖိပြီးတော့အပေါ်ကို6ပေလို့နေလိုက်ပြီဆိုရင်သူက6ပေရသွားတယ်အမ rectangle ဆွဲမယ်ဒီအောင်ဖောက်ထုတ်ဖို့ပေါ့နော် rectangle ဆွဲပြီးဆိုရင်ဒီအောင် reverse လုပ်ပြီးတော့အမ push pull နဲ့ဒီလိုလေးအတုံးလေးဆွဲလိုက်မယ်ပေါ့နော်အပေါ်မှာအမတို့ subtract ပြပြီးတော့အဲ့ရှာပြီးတော့အပေါ်မှာ subtract ပြပြီးတော့ဟိုဟာတွေကိုရှာပြီးတော့အဲ့ဒါကိုသူကအမတို့ဒီအောင်ဖောက်ထုတ်လို့ရတယ်ပေါ့နော်အမဒီပုံထဲမှာတော့ copy လိုက်ကူးတာပေါ့နော်copy လိုက်ကူးနေတယ်ဒီဟာကို okay ပရင်းပေါက်တွေအကုန်လုံးလိုက်ဖောက်မလို့အကုန်လုံး copy လိုက်ကူးတယ်ဒီဘက်ကမှလည်းပြန်ပြီးလိုက်ကူးတယ်ဟိုဘက်ဒီဘက်က damage တူတဲ့ဟာလေးတွေကိုပြန်ပြီးဖောက်လို့ရအောင်ပေါ့နော်ဒီအနောက်မှာ kitchen မှာလည်းရှိတော့အမကဒါလေးကိုcopy ယူပြီးတော့အမ rotate ရှိတယ်ဒီလက်ကို sketch မှာလည်းrotate ကိုအနာပဲပြီးတော့အမ top view မှာသွားပြီး rotate လုပ်လိုက်တယ်ပေါ့နော်ဟိုအနောက်ဘက်မှာ kitchen မှာဖောက်မလို့သူက dimension ကတူပဲဆိုတော့ဒါပေမဲ့အမတို့ဒီ toilet မှာရှိတဲ့ဟိုလူပါတွေပါလေဒီအဲ့ဒါကြတော့သွားပြီးတော့ဒီကသွားထည့်လို့မရဘူးသူက dimension မတူတော့ဘူးဆိုတော့လေokay အမဒီပရင်းပေါက်တွေကိုဖောက်ဖို့အတွက်အကုန်လုံးကိုစပြီးတော့copy ယူပြီးတော့ထည့်လိုက်တယ်ပေါ့အကုန်လုံးဖောက်မယ်ဒီလိုပုံလေးရမှာပေါ့နော်နောက်ဆုံးokay ဒါ client ကိုပို့ပြီးတဲ့ပုံလေးပါဒါပေမဲ့အမ project ဒီဆွဲနေလေအမဒီ file လေးကိုrecord လုပ်ထားတာဒါပေမဲ့ record လုပ်ထားတာဒါပေမဲ့ပြောပြီး record လုပ်ထားတာမဟုတ်ဘူးအမဆွဲတဲ့ဟာ record လုပ်ထားတာနောက်မှအခု record လုပ်ပြီးတော့အမတင်ပေးတာပေါ့နော်okay ဒီလိုလုပ်ပြီး okay ဒါလုပ်ပြီးသွားပြီဆိုရင်အမကဖောက်ထုတ်မယ်ဖောက်ထုတ်မယ်ဒါပေမဲ့အမမြင်အောင်လို့လေဒီအမဖောက်ထုတ်ခင်မှာအမcopy ကူးမယ်ဒီ column site ကိုအရင်ဆုံးပြန် copy ကူးမယ် M နှိပ်ပြီးတော့ control ဖိပြီးတော့သွားပြီး copy ကူးမယ်သူက column က12ပေပြောင်းအောင်မှာဆိုတော့အမဒါကို double click ခောက်
push ဘူးနဲ့အောက်ကိုတပီချလိုက်မယ်အဲ့ဒါဆိုသူ17ပီဖြစ်သွားရောဒါပေမဲ့အမတို့ပုံဆွဲတဲ့အချိန်လေးမေ့နေတာပြောဖို့ wire frame လေးကိုဖွင့်ပြီးတော့ဆွဲနော်သိလားအဲ့ဒါမဖွင့်ဘူးဆိုအမတို့ 3D မှာဆိုရင်သူဘယ်မှာချရမယ်ဆိုတာ point ကမသိကြဘူးအဲ့ဆို wire frame လေးကိုဖွင့်ပြီးဆွဲရဆိုရင်အဆင်ပြေတယ်နော်ကျေးဇူးတင်ပါတယ်အမ next video မှာထပ်မံပြီးတော့ပြပြပေးမယ်နော်ကောင်းတဲ့နေ့လေးဖြစ်ပါစေနော်